မနက်မိုးလင်းတော့ဒီမမြင်မဆန်းတဲ့ဒီစရံပြီးတော့မှဒီဖုန်းကိုလိုက်ရှာတဲ့အချိန်မှာသူ့ဖုန်းကမရှိတော့ဘူးဒီမမြင်ပါဘူးဆိုတဲ့လူပဲဖုန်းခိုးရတဲ့လူလည်းဒီဗီဒီယိုတွေ့သေးချင်ပါတယ်အနေခန်းနေမှာရောက်ခဲ့လူဆိုတော့သိမှာပေါ့နော်ဟိုကသူတို့ဒီတနာရီတစ်ဆက်ရှင်မှာဘယ်လောက်မှရတာမဟုတ်ဘူးကွာဥမာတနာရီတစ်ဆက်ရှင်ကိုဆိုပါတော့ဥမာ9000ဆိုပါတော့9000မှာသူတို့ကပါစနိတ်နဲ့ရတာကွာဥမာတနာရီဆိုလို့ရှိရင်သူတို့က9000ဆိုရင်သူတို့က3000ရမှာလား2000ရမှာလားမသိဘူးအဲ့လိုတော့ဘယ်လောက်လဲတော့မသိဘူးကွာအဲ့လိုမျိုးရတာအဲ့လိုမျိုးရတဲ့ဥစ္စာလေးကိုမှသူတို့ကဒီလိုမျိုးလေးချစ်ချစ်ကိုလေးနဲ့လုပ်ပြီးတော့မှစုထားပြီးတော့မှရတဲ့ဖုန်းအဲ့လိုဝယ်ထားတဲ့ဖုန်းကိုခိုးတာသူကဘလို့ဖြစ်လဲဆိုလို့ရှိရင်သူကညာပုံမှန်ဆိုလို့ရှိရင်တော့သူတို့ဟုတ်ပါသူ့အမျိုးသားပမာ iPhone ကထားပြီးတော့အိတ်တာအဲ့ညာကျမှသူက iPhone ကိုသူ့ရဲ့ဘေးခေါင်းအောင်ဒီလိုမျိုးစောင်းပုံပိုးလေးမှတင်ပြီးတော့မှအိတ်လိုက်တာအဲ့ဒီအားရကိုပို့ပြီးတော့စိတ်မကောင်းဖြစ်တာမျက်လုံးမမြင်ပါဘူးဆိုတယ်မျက်လုံးလုံးမမြင်တဲ့လူဟိုကမနက်မိုးလင်းတော့ဒီမမြင်မဆန်းတဲ့ဒီစရံပြီးတော့မှဒီဖုန်းကိုလိုက်ရှာတဲ့အချိန်မှာသူ့ဖုန်းကမရှိတော့ဘူးအခုဖြစ်တဲ့ကျွန်တော်တော့ပေါ့နော်ဒီမျက်လုံးမမြင်တဲ့ကျွန်တော်တော့အိုင်ဟွာကန်ကရှင်ကိုတန်စီကိုတွားပြီးတော့လည်းကျွန်တော်ဗီဒီယိုလေးရပြီးတော့လည်းတင်ပေးဦးမှာနော်တင်ပေးပါမယ်ဘာလို့သူလက်တော်စိတ်မကောင်းဖြစ်တယ်ပေါ့နော်စိတ်မကောင်းဖြစ်တယ်ဆိုတော့လေသူတို့အနေနဲ့ဒီလိုမမြင်တဲ့လူတယောက်ကဖုန်းတစ်လုံးရဖို့ဆိုတော့မလွယ်ဘူးလေနော်